ခုကတော့အညာယူရတာဟိုအညာယူရဆိုင်ကနဲအထီးကြပြီနော်ဒီဒီမှာပါရှင်ဒါလေးဆိုရင်လေဘာတာလေးတော့မသိခီးတာတော့မသိနော်ဒီမှာလေးပါဒါလေးပါတလေးစိုက်လေးလူကြီးဝဆောရှမ်းကောင်းရှမ်းကြည့်ကြလေးစိုက်လေးရှိပါတယ်ရှင်ပြီးတော့အင်းကြီးလေးတော့ပြပေးမယ်နော်အင်းငယ်လဲဒီမဲ့ဘောင်းမရလဲဒီမှာကြည့်ပြမယ်ဘောင်းမရလဲအတူလေးပြအတူလေးဒီမှာလဲလက်ပြက်လေးဒါလေးကလည်းလက်ပြက်လေးနောက်တစ်ခုထက်ရှိကြီးပြောင်းမယ်ဒါလေးရှိမယ်ဒါလေးပေါ့နော်နှုတ်ဆက်မှာဒါလေးလည်းရှိမယ်နော်မကြည့်ပါဒါလေးလည်းရှိမယ်လေးနည်းရန်ကောင်းမယ်ပေါ့နော်ဒါလေးရတယ်ဈေးလေးကြည့်မယ်နော်ဒီက8500လေးပါရှင့်ဒါကလည်း8000ပေါ့ဒါလေးကတော့8000ပေါ့နော်ဒါလေးကလည်းပေါင်း8000ပါရှင့်ဒီမှာလည်း8000ပေါ့နော်ဒါလေးကကြောက်8500ပေါ့နော်ဒါလေးကကြောက်8000ပါနော်အဲ့ဒါကဒီပြောတယ်ဒီနဲ့အညာရွေးရဆိုင်ကြီးမှာရောင်းပါတယ်အညာရွေးရဆိုင်ကြီးမှာနောက်ထပ်အဲ့ဒါကြီးပြင်တခြားဥဆိုင်လဲရှိသေးရဲ့နော်သွားကြည့်ပါရန်လေးလှတယ် so friend ရပဲရန်ကိုလှပါတယ်ရှင်အားလုံးပဲသွားဝယ်ကြည့်ဖို့ပြောချင်ပါတယ်ဆိုတော့အားလုံးပဲ bye